အလိုပဲမြင်လာပါခင်ဗျာကျွန်တော်တို့ရဲ့နောက်ထပ်တဲ့တစ်ခုကတော့ယီမန်နိုင်ငံကဖြစ်ပါတယ်အမေရိကန်ဒရုန်းတစ်စင်းပစ်ချခံရတာမျိုးဖြစ်နိုင်တယ်လို့သတင်းတွေကဆိုပါတယ်ဒီဖြစ်ရဟာယီမန်အလယ်ပိုင်းကဒေသတစ်ခုဖြစ်တဲ့မာရစ်ပြည်နယ်မှာဖြစ်ပွားခဲ့တာလို့သိရပါတယ်မိလောင်နေတဲ့ပျက်စီးရွှေ့ပြောင်းရုပ်ကျွင်းတွေရဲ့ပုံရိပ်တွေဟာအခုအခါမှာ online ပေါ်ပြန်နှံ့လာခဲ့ပါပြီအမေရိကန်ဘက်ကတော့ဒီဆိုရှယ်မီဒီယာကိုတရားဝင်အတည်ပြုခြင်းမရှိသေးပါဘူးဒါပေမဲ့ပြတ်ကျသွားတဲ့ drone ဟာ MQ-9 Reaper အမျိုးအစားဖြစ်တယ်လို့ယူဆရပါတယ်ဒါဟာအမေရိကန်ရဲ့အရေးကြီးဆုံးကင်းထောင်းတဲ့တိုက်ခိုက်ရေးသုံးဒရုန်းတွေထက်ကတစ်စင်းဖြစ်ပါတယ်ဟူတီတွေအနေနဲ့အမေရိကန်ဒရုန်းတစ်စင်းကိုပစ်ချတာဟာဒါဖလောက်ဆုံးအချိန်တော့မဟုတ်ပေမဲ့လက်ရှိဖြစ်ပွားနေတဲ့ West Asia ပဋိပက္ခအတွင်းဆိုရှယ်မှုပမာဏကတော့အခုအခါမှာပြင်းထန်တဲ့မိကုန်ထုတ်စရာတွေကိုဖြစ်ပေါ်စေပါတယ်ဒါဆိုယမန်ဝေဟင်မှာအမှန်တကယ်ဘာဖြစ်ခဲ့တာလဲပြီးတော့အမေရိကန်ဒရုန်းတွေဟာသူတို့ရဲ့စွမ်းဆောင်ရည်အားသာချက်တွေညှော့နေလာပြီလားယမန်ဝေဟင်ရဲ့အထက်ကောင်းကင်ယံမှာအမေရိကန်ဒရုန်းတစ်စင်းဟာပုံမှန်မစ်ရှင်တစ်ခုနဲ့ပြန်တန်းနေခဲ့ပြီးအောက်ခြေကလှုပ်ရှားမှုတွေကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ကဝေဟင်ကနေပြမတွေကိုခြေရခံနေခဲ့ပါတယ်အဲဒီနောက်မှာတခုခုဖြစ်ပွားခဲ့ပါတယ်ယမန်နိုင်ငံမာရစ်ပြည်နယ်ရဲ့အထက်ကောင်းကင်မှာပောက်ကွဲတံတွေကိုကြားခဲ့ရပါတယ်မီးလောင်နေတဲ့ပျက်စီးရွှေ့ပြောင်းပုံတွေရဲ့ပုံရိပ်တွေဟာအဲ့ဒီနောက်ပိုင်းမှာ online ပေါ်ကိုမကြခင်မှာပဲပြန်နှံ့သွားခဲ့ပါတယ်ပြီးတော့အခိုင်အမာပြောဆိုချက်တစ်ခုလည်းချက်ချင်းဆိုလိုလိုက်ပါလာခဲ့ပါတယ်သတင်းတွေရဲ့အဆိုအရဟူတီတွေဟာအမေရိကန် MQ-9 Reaper drone တစ်စင်းကိုပစ်ချခဲ့တယ်လို့ဆိုပါတယ်ဗီဒီယိုအချို့မှာတော့လေယာဉ်ရဲ့အကျွင်းကြံတွေဟာတဲကန်တရားဒေတာတစ်ခုတစ်လျှောက်ပြန်ကျဲနေတာကိုမြင်တွေ့ရပါတယ်အခြားပုံရိပ်တွေမှာတော့လိုဘတ်စမ်းကျဲတဲ့အမေရိကန်ဒုံးကျည်တွေရဲ့ဘိုင်းစတွေကိုပြသနေတယ်လို့သိရပါတယ်ဒါတွေထက်ကတခုမှတီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးအမေရိကန်စစ်တပ်ကဒီဆိုရှယ်မှုကိုအတည်မပြုထားပါဘူးဟူတီတွေဘက်ကတော့အသေးစိတ်ထောက်ထားတစုံတရာထုတ်ပြန်ထားခြင်းမရှိပါဘူးဒါတော့မှဒီဒေသတွေကအာယုံစိုက်မှုကိုခံရတာဟာ MQ-9 Reaper ဟာအမေရိကန်ရဲ့အရေးကြီးဆုံးလူမဲ့လေယာဉ်တွေထက်ကတစ်စင်းဖြစ်နေလို့ပါပဲဒါဟာစစ်မြေပြင်သုံး drone အသေးစားလေးမဟုတ်ပါဘူးဒါဟာတာဝေးပစ်ကင်းထောင်းတဲ့တိုက်ခိုက်ရေးစနစ်တစ်ခုဖြစ်ပါတယ်ဒီလေယာဉ်ဟာဝေဟင်မှာနိုင်ပေါင်းများစွာကြောက်အောင်ဆက်တိုက်ရှိနေနိုင်ပါတယ်ဒါဟာမြေပြင်အထက်ပေအများပြဒါမှမဟုတ်ကီလိုမီတာအတော်ကြာအမြင့်မှာလှုပ်ရှားနိုင်ပြီးဒုံးကျည်တွေဘုံးတွေနဲ့အစစ်မြစ်ခြေရခံစနစ်တွေကိုတည်ဆောင်နိုင်ပါတယ်ဒရုန်းတစ်စီးရဲ့တန်ကြီးဟာဒေါ်လာတန်ပေါင်းများစွာရှိပါတယ်ရီပါဒရုန်းဟာဆယ်စုနှစ်ခုနေပါကြောင်အမေရိကန်စစ်စင်ရေးတွေရဲ့ဗဟိုချက်မှာရှိနေခဲ့တာပါဒါကိုအာဖဂန်နစ္စတန်အီရတ်ဆီးရီးယားနဲ့ယမန်တို့မှာအသုံးပြုခဲ့ပါတယ်ဒီ drone ကိုတိကျစွာမတိုက်ခိုက်ခင်နိုင်ပေါင်းများစွာကြောက်အောင်ပြမတွေကိုရှာဖွေနိုင်ဖို့ပုံစံထုတ်ထားတာဖြစ်ပါတယ်အတင်းတွေရဲ့အဆိုအရဒီတိကျ drone ဟာဝါရှင်တန်ရဲ့လူ့ဝက်အစမ်းပြားဆုံးလက်နက်တွေထက်ကတစ်ခုကိုတည်ဆောင်သွားခဲ့တယ်လို့သိရပါတယ်အဲ့ဒါကတော့ Ninja missile ပါပဲဒါတွေကိုတရားဝင်အားဖြင့်တော့ AGM-114R and 9X လို့သိကြပါတယ်ရိုးရိုးပုံမှန်ဒုံးကျည်အများစုနဲ့မတူပဲဒီဒုံးကျည်တွေဟာပောက်ကွက်ခြင်းမရှိပါဘူးအဲ့ဒီအစားသူတို့ကအရှိန်နဲ့အင်အားကိုသုံးပြီးရှင်းလင်းတာဖြစ်ပါတယ်ပြမကိုမထိမှန်ခင်အချိန်ပိုင်းလေးမှတင်ခြုံထက်တဲ့ဓာတ်သွား6ခုဟာဒုံးကျည်တဲ့ကနေပွင့်ထွက်လာပါတယ်ဒီလက်နက်ကိုအနီးအနားကတိကျပျက်စီးမှုတွေကိုရှော့ချရင်းပြစ်မှတ်တွေကိုဖယ်ရှားပြဖို့တိကျထားတာပါအမေရိကန်ဟာဒါတွေကိုအယ်ကိုင်ဒါနဲ့ ISIS ခေါင်းဆောင်တွေကိုနေနေတဲ့စစ်စင်ရေးမှာအသုံးပြုခဲ့ပါတယ်ပြီးတော့ဟူတီတွေအနေနဲ့အမေရိကန် drone တွေကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ပြောဆိုတာဟာဒါဖရောက်ဆုံးချိန်တော့မဟုတ်ပါဘူးပြီးခဲ့တဲ့နှစ်အကုန်ပိုင်းကတည်းကဒီအဖွဲ့ဟာယမန်ဝေဟင်မှာ MQ-9 Reaper အမြောက်အများကိုပစ်ချခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်အဲဒီတုန်းကတော့ဟူတီတွေကသူတို့ဟာဂါဇာစစ်ပွဲအတွင်းမှာပါလက်စတိုင်းလူမျိုးတွေနဲ့အတူရပ်တည်တဲ့အနေနဲ့လှုပ်ဆောင်တာဖြစ်တယ်လို့ပြောခဲ့ပါတယ်အကာစာတိုက်ပွဲကြီးကိုပံ့ပိုးကူညီတဲ့အနေနဲ့ဂရုပြုထားတဲ့အောင်ပွဲနဲ့တန့်ရှင်းသောဂျီဟာစစ်ပွဲရဲ့စိတ်ပိုင်းတစ်ခုဖြစ်ပြီးတော့ပါလက်စတိုင်းနဲ့လက်ဘနွန်ပြည်သူတွေကိုကူညီဖို့အတွက်ယမန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့လေကြောင်းရန်ကာကွယ်စနစ်ဟာဆာရာပြည်နယ်ရဲ့ဝေဟင်မှာရန်လိုတဲ့မစ်ရှင်တွေကိုလှုပ်ဆောင်နေတဲ့ US MQ-9 drone တစ်စင်းကိုအောင်မြင်စွာပစ်ချနိုင်ခဲ့ပါတယ်ဒါပေမဲ့နောက်ခံအခြေအနေကတော့အဲ့ဒီအချိန်ကလေးကပြောင်းလဲသွားခဲ့ပါပြီဒီနေ့မှာတော့ဒီလက်နက်ကိုင်အဖွဲ့ကသူတို့ဟာအီရန်နဲ့အတူရပ်တည်နေတာဖြစ်တယ်လို့ဆိုပါတယ်အမေရိကန်နဲ့အစ္စရေးတို့ကအီရန်ပြည်မတွေကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မလာကုံပိုင်းမှာဟူတီတွေကဒေသအတွင်းပြည်ပခါတဲ့ကိုတရားဝင်ပါဝင်လာခဲ့ပါတယ်ဒီအဖွဲ့ဟာအီရန်ရဲ့ Axis of Resistance ကိုခေါ်တဲ့အဖွဲ့ရဲ့အ
စိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒါဟာဒေသတွင်းမှာအမေရိကန်ရဲ့အစ္စရေးတို့ရဲ့ဩဇာလွှမ်းမိုးမှုကိုတုံ့ပြန်ဖို့အတွက်အီရန်ကတိစောက်ပြီးငွေကြေးပံ့ပိုးထားတဲ့ West Asia တလွှားကလက်နက်ကိုင်အဖွဲ့အစည်းကွန်ရက်တစ်ခုဖြစ်ပါတယ်ပြီးတော့ယမန်ဟာဟူသီတွေကိုအားကောင်းတဲ့ပြူအမြောက်အနေအထားတစ်ခုကိုပေးထားပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာဘာဘယ်မနတ်ရေလက်ကြားအနီးမှာလှုပ်ရှားနေကြလို့ပါပဲဒါဟာကမ္ဘာလုံးအရှုပ်ဆုံးတင်မော်လိုင်းလမ်းကြောင်းတွေထဲကတစ်ခုဖြစ်ပါတယ်ဒီလမ်းကြောင်းဟာရက်စီနဲ့ဂါဖာအဒန်ကိုဆက်သွယ်ပေးထားပါတယ်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုရဲ့အလွန်ကြီးမားတဲ့ပမာဏဟာဒီရေပြင်ကိုဖြတ်တန်းသွားပါတယ်အကယ်၍ဟူသီတွေကအဲ့ဒီနေရာမှာတင်မောတွေကိုပိတ်ဆို့တာဒါမှမဟုတ်တိုက်ခတ်တာမျိုးလုပ်ရင်ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွေဟာဒါကိုချက်ချင်းဆိုလို့ခံစားမှာဖြစ်ပါတယ်ပြီးတော့ဟူသီတွေကဂါဇာစစ်ပွဲအတွင်းကလည်းဒီလမ်းကြောင်းကိုအရင်ကနှောက်ယှက်ခဲ့ပူပါတယ်အကယ်၍ West Asia မှာတင်းမာမှုတွေမလျှော့ချဘူးဆိုရင်ဒါကိုထပ်လုပ်မယ်လို့လည်းသူတို့ကချိန်ချောက်ထားပါတယ်ဒါပေမဲ့လီလူရှုဖို့ခက်ပိုးပြီးခက်ခဲတာကတော့အမေရိကန် drone တွေဆုံးရှုံးမှုပမာဏပဲဖြစ်ပါတယ်အချို့တော်တင်းတွေရဲ့အဆိုအရဝါရှင်တန်ဟာဖေဖော်ဝါရီလ28ရက်နေ့မှာအီရန်ပြည်ပခတ်စတင်တဲ့က MQ-9 Reaper အစင်းရေ24စင်းအထိဆုံးရှုံးခဲ့နိုင်တယ်လို့ဆိုပါတယ်အဲ့ဒါဆိုရင်တော့ဒါဟာဒေါ်လာ920တန်းနီးပါးအထိရှိလာမှာဖြစ်ပါတယ်ဒါပေမဲ့ပိုပြီးကြီးမားတဲ့ဆိုရင်ပူပန်မှုကတော့ကဏ္ဍရေးပိုင်းမဟုတ်ပါဘူးအဲ့ဒါကပြူအမောက်အပိုင်းဖြစ်ပါတယ်Reaper drone ကိုအမေရိကန်ကဝေဟင်ပိုင်းမှာလွှမ်းမိုးထားနိုင်တဲ့စစ်ပွဲတွေအတွက်တိစောက်ခဲ့တာပါအဲ့ဒီကောင်းကင်ရန်တွေဟာအခုအခါမှာစိန်ခေါ်မှုမရှိတဲ့နေရာတွေမဟုတ်တော့ပါဘူးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကပိုပြီးအားကောင်းလာပါတယ် electronic စစ်စင်ရေးတွေကကျယ်ပြန့်လာတယ်ပြီးတော့အနေပြေ drone တွေကပြတ်မှတ်ထားဖို့ပိုပြီးလွယ်ကူလာနေပါတယ်အဲ့ဒါကအခုအခါမှာပြင်းထန်တဲ့မိန့်ခွန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်အမေရိကန်ရဲ့အယုံကြည်ရဆုံး drone ဟာခေတ်သစ်စစ်ပွဲတွေထဲမှာဆက်ပြီးရှင်းတတ်နိုင်ပါဦးမလား